Man U back and louder သူတွေရဲ့အိမ်မက်ဆိုခီရဲ့ရှေ Man U ဆိုရင် back and lounge ထက်တဲ့ညီကိုတွေအတွက်ကတော့ဒီ2026ဇန်နဝါရီလကနေစပြီးတော့အိမ်မက်ဆိုခီကစတင်လာခဲ့ပြီဖြစ်ပါတယ်ဒီ Ruben Amorim အစားထိုးဝင်လာတဲ့ Michael Carrick လက်ထက်မှာ Man U ကတကယ်ကိုပဲရှုံးပွဲမရှိသေးအသင်းတစ်သင်းအဖြစ်ကိုပြောင်းလဲလို့လာပါတယ်ဒီချက်ကတိုက်ဆိုင်မှုတစ်ခုတက်တက်ပဲလားဒါမှမဟုတ်တကယ်ကိန်းကနန်းတွေပြကြောက်စရာကောင်းနေရလားဆိုတော့ data analysis တစ်ချက်လုပ်ကြည့်အောင်ပါနံပါတ်1ကိန်းကနန်းတွေကပြောပြနေတဲ့ 0% ဖြစ်တန်စွမ်းဘောလုံးပွဲတွေမှာ probability ဖြစ်တန်စွမ်းအရန်ကိုပဲအရေးကြီးပါတယ်ကာရီရဲ့ Man U နီးပြလက်ထက်2021က3ပွဲအခု2026က9ပွဲစုစုပေါင်း10ပွဲရဲ့ရလဒ်တွေကိုကြည့်မယ်ဆိုရင် Man U ဘက်ကနဲ့သူတွေဘာကြောင့်ငိုနေရလဲဆိုတော့အဖြေကပေါ်သွားပါလိမ့်မယ်စုစုပေါင်းကိုင်တဲ့ပွဲ10ပွဲ9ပွဲ10ပွဲတည်ရ2ပွဲရှုံးပွဲ0 probability ရတွက်ကြည့်မယ်ဆိုရင် Man U အသင်းရဲ့9-9တော့10ပွဲမှာ10ပွဲနိုင်တာဖြစ်တဲ့အတွက်ရာခိုင်နှုန်းက80ရာခိုင်နှုန်းရှိပါတယ်ရှုံးပွဲမရှိနိုင်ခြေက100ရာခိုင်နှုန်း Man U ရှုံးနိုင်ခြေက0ရာခိုင်နှုန်းဆိုလိုတာက brother သာ Man U ကို back ကန်ပြီးတော့လောင်းမယ်ဆိုရင် brother ရဲ့9-9ခြေကဒီတမိုင်းချောင်းအရာဆိုရင် 0% 3ရာခိုင်နှုန်းပဲရှိရလို့ပြောလို့ရပါတယ်ပြောရမယ်ဆိုရင်ဒါဟာ back ကန်တဲ့ညီကိုတွေအတွက်တော့အဆိုးဝါးဆုံးအိမ်မက်ဆိုးပါပဲနံပါတ်2 2026ရဲ့အချိုးကွေနဲ့ Opta Super Computer ရဲ့ခံမှန်းချက်ကာရီကအသင်းကိုစိတ်ဓာတ်ပိုင်းဆိုင်ရာမြင့်တင်ပေးအောင်သာမကဘဲနဲ့ရလက်ပိုင်းဆိုင်ရာမှာပါတိတိတသာပြောင်းလဲပေးလာနိုင်ပါတယ်အမှန်ပဲစရာပြောင်းလဲလို့ပြောမယ်ဆိုရင်အဆင့်6ကနေအဆင့်3အထိကိုမြင့်တင်ပေးလာနိုင်ပါတယ်ရမှတ် data လက်ရှိ2026မှာ6ပွဲနိုင်တပွဲတည်ရင်လည်းရမှတ်စုစုပေါင်း19မှတ် PPN 2.71 အထိရယူပေးထားနိုင်ပါတယ်Opta Super Computer ရဲ့ data လက်ရှိခြေစွမ်းအရ Man U အသင်းဟာအဆင့်4အတွင်းဝင်ဖို့ 58.5% ရှိနေပြီးတော့ Champions League ဝင်ခွင့်အဆင့်5ပါအဝင်ရနိုင်ခြေ 83.3% ထိမြင့်တက်လာပါတယ်။ဒါဟာလွန်ခဲ့တဲ့လအနည်းငယ်ကနေရှင်မျိုးနိုင်စရာကိန်းကနန်းတွေပါ။နံပါတ်3ဘာကြောင့်ဒီလောက်တောင်အလုပ်ဖြစ်နေရလဲ။ Carrick ဟာတည်ငြိမ်တဲ့ 4-2-3-1 ကစားကွက်ကိုအသုံးပြုပြီးတော့ကစားသမားတွေကို tactical အရအရန်ဖိအားမပေးဘဲနဲ့လွတ်လပ်ကစားခိုင်းပေးထားပါတယ်။ Transition ဘောလုံးပိုင်ဆိုင်မှုအခြေခံပေမဲ့ခံစစ်ကနေတိုက်စစ်ကိုကူးပြောင်းတဲ့နေရာမှာအရင်ကထက်ပိုပြီးတော့မြန်ဆန်လာပါတယ် player freedom ကစားသမားတွေကိုနီးစနစ်ပိုင်းအရလှောင်ပေးမထားဘဲနဲ့လွတ်လပ်ခွင့်ပေးထားတဲ့အတွက်အသင်းသားတွေယုံကြည်မှု confidence အမြင့်ဆုံးကိုရောက်ရှိနေပါတယ် Benjamin Sesko လိုကစားသမားတွေရဲ့ goal သွင်းတော့ပွဲစဉ်တစ်ပွဲကိုပြန်1.65 goal ထိတက်လာတာတက်တည်ပါပဲဒါကြောင့် data နဲ့တွားတဲ့ brother တွေကိုအကြံပေးချင်တာကတော့လက်ရှိ Michael Carrick ကင်တဲ့ Man U ကို back ကန်ဖို့ဆိုတာကြောက်ကမ်းပါပေါ်ကနေမျက်စိမိတ်ပြီးတော့ခုန်ချရတဲ့အတူတူပါပဲကိန်းကနန်းတွေကတော့လိန်လို့မရပါဘူးလက်ရှိ Michael Carrick ကင်တဲ့ Man U ကို back ကန်တာမျိုးကတော့ရှောင်ကျင်တာအကောင်းဆုံးပဲလို့ပဲပြောချင်ပါတယ်စိတ်ပါဝင်စားလို့ဘောလုံးပွဲကိုအကောင့်ဖောက်စော့ကစားခြင်းနဲ့ဆိုတော့ Viber Telegram ဖုန်းနံပါတ်39 968 988 805ကိုသာဆက်သွယ်စုံစမ်းလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာအခုလိုမျိုး Sony ကြည့်သွားပေးညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်